ခမရူငပြောသည့်တလုံးကိုစားလိုက်တဲ့အခါသွားတွေကချေမွေးပေးလိုက်သည်တတွေ့ထဲမှာပါတဲ့အင်ဇိုင်းတွေကတခြားဓာတ်နဲ့အမြင်ဓာတ်တွေကိုချက်ချင်းဆိုသလိုစတင်ဖြိုခွဲပေးလိုက်ပါတယ်နူးညံ့သွားတဲ့ငပြောသည့်ဟာအစာရည်မျိုးပြောင်းတစ်လျှောက်အလွယ်တကူစီးဆင်းသွားပြီးအစာအိမ်ထဲမရောက်ခင်မှာတင်တဝက်တစ်ဖြန့်အစာချီနေပြီဖြစ်ပါတယ်အစာအိမ်ထဲကိုရောက်သွားတာနဲ့ပြင်းထန်တဲ့အက်ဆစ်တွေကထပ်မံချေဖြတ်ပေးလိုက်ပြီးပိုတက်ဆီယမ်မက်ဂနီဆီယမ်နဲ့ဗီတာမင် B6 တွေကိုအယောနောထဲကိုထုတ်လွှဲပေးလိုက်ပါတယ်အစာအိမ်ထဲမှာတော့ငပြောသီးဟာခန္ဓာကိုယ်ကအမြန်ဆုံးဆုပ်ယူနိုင်တဲ့အာဟာရဓာတ်တွေကျွဲဝတဲ့ကိုင်းလို့ခေါ်တဲ့အရည်ထစ်ပြောင်းလဲသွားပါတယ်ဒီရေဟာတန့်စင်တဲ့စွမ်းနိုင်တွေကိုဦးသိန်းစီကိုအမြန်ဆုံးပို့ဆောင်ပေးပြီးအဲ့ဒီမှာခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရဓာတ်မှန်သမျှကိုစုပ်ယူဖို့ပြင်ဆင်ပါတယ်ဦးသိန်းထဲမှာတော့ပိုတက်ဆီယမ်ဗီတာမင်အမြင့်ဓာတ်နဲ့ဓာတ်တိုးဆန်ကျင်ပစ္စည်းတွေဟာဦးနိုင်ရန်မှာရှိတဲ့အမွေအမြင့်လေးတွေစီကနေသဆင့်သွေးကြောတွေကိုချက်ချင်းဆိုသလိုဝင်ရောက်သွားပါတယ်ပိုတက်ဆီယမ်ကနှလုံးနဲ့ကြွက်သားတွေကိုထောက်ပံ့ပေးပြီးအမြင့်ဓာတ်ကအစာချေစနစ်ကိုကူညီပေးသလိုဗီတာမင် B6 ကဦးနှောင်းရဲ့စွမ်းအင်လမ်းကြောင်းတွေကိုအားဖြည့်ပေးပါတယ်မိနစ်ပိုင်းအတွင်းမှာတင်ခန္ဓာကိုယ်တစ်ခုလုံးဟာတင်ငိမ်တဲ့စွမ်းအင်ကောင်းမွန်တဲ့စိတ်ခံစားချက်နဲ့ပုံမကောင်းမွန်တဲ့အာယုံစူးစိုက်မှုတွေနဲ့အတူနှိုးချတက်ကွယ်လာမှာဖြစ်ပြီးဒါတွေအာယုံဟာငပြောသီးတစ်လုံးတွေကနေရရှိတာပါငပြောသီးဆိုတာဟာတရေစာတစ်ခုတင်မဟုတ်ပဲခန္ဓာကိုယ်တစ်ခုလုံးကိုစွမ်းအင်ဖြည့်တင်းပေးတဲ့အရာတစ်ခုဖြစ်ပါတယ်